ဘလုံးသမိုင်းတစ်လျှောက်အကောင်းဆုံးသမား9ယောက်ကုန်ရင်းခုန်မှုကိုအဆုံးသတ်မယ်။ဟေ့ကောင်တို့ဘောလုံးချစ်သူတိုင်းရင်းဖူးတဲ့မေးခွန်းဘောလုံးသမိုင်းမှာအကောင်းဆုံးသမားဘယ်သူလဲဒီနေ့ကျွန်တော်တို့စရင်းချုပ်လိုက်မယ်။ဒါပေမဲ့သတိပေးချက်ဒါကကျွန်တော်အမြင်ပါမင်းတို့နဲ့မတူရင်ခမက်မှာပြင်းပြင်းထန်ထန်ညင်းလို့ရတယ်နော်။တက်ပီလေးဖောက်ဘောလုံးရဲ့ရွှေရောင်လူသားအတန်းစရင်းစပြောရင်ဒီနာမည်ကိုထိတ်ဆုံးကနေစရမယ်။ဘရာဇီးကဒန်နာရီဖောက်သူ့ကိုဟိုရီဘရင်လို့ခေါ်ကြတဲ့အကြောင်းပြချက်ရှိပါတယ်။ထူးခြားချက်ကမ္ဘာဖလား3ကြိမ်1958 1962 1980ရရှိတယောက်တည်းအနေနဲ့ဒီစံချိန်ကယနေ့ထိမကျိုးသေးပါဘူး။တရားဝင်ကို1280ကို Guinness World Record ရှင်ဒါကအငင်းပွားစရာတော့ရှိပါတယ်ဒါပေမဲ့ဂိုးတွေအများကြီးပေါက်တာတော့အမှန်ပဲမယုံနိုင်လောက်အောင်ကျွမ်းကျင်မှုလျင်မြန်မှုပါဝါနဲ့ဂိုးဝင်နှုန်းပေါင်းဆက်ခဲ့တယ်။ခုတ်ဘောလုံးကရိုးရှင်းတဲ့ကစားနည်းပါခတ်အောင်လုပ်လို့မရဘူး။အတန်သူခေတ်ကဘောလုံးကွဲပြားပေမဲ့သူ့ရဲ့လွှမ်းမိုးမှုနဲ့ဘောလုံးကိုကမ္ဘာအားကစားဖြစ်လာအောင်လုပ်ပေးနိုင်ခဲ့တဲ့သူပါ။နှစ်ဒီဗီကိုမာရာဒိုနာဒီယေဂိုမာရာဒိုနာလူသားဒါမှမဟုတ်နတ်ဖျားအတန်ဒီစရင်မှာမာရာဒိုနာမပါရင်စရင်မမယ်နော်။အာဂျင်တီးနားကပြရုပ်တဆူသူ့အကြောင်းပြောရင်စကလုံးတွေနဲသွားတတ်တယ်။ထူးခြားချက်အကုန်လုံးကိုတည်ဆောင်နိုင်တဲ့စွမ်းရည်1986ကမ္ဘာဖလားတက်သေးပါ။ထူးဆန်းအံဖွယ်ဘောလုံးထိတ်နိုင်စွမ်းသူ့ခြေထောက်နဲ့ဘောလုံးကကျိုးနဲ့ချီထားသလိုပါပဲ။ဇလန်းပြေဘဝထိတ်တန်းမှုနဲ့အနှိမ့်ဆုံးကျဆင်းမှုငင်းခုန်စရာတွေလူသားလုံးဝဖြစ်တယ်။1986နက်ဖျားလက်ချောင်းဂိုးနဲ့ရာစုနှစ်ကိုဟာကိုမိနစ်အနည်းငယ်အတွင်းပောက်ခဲ့တဲ့သူအတန်မာရာဒိုနာမရှိရင်ဘောလုံးကဒီလောက်စိတ်လှုပ်ရှားစရာကောင်းမှာမဟုတ်ဘူး။3 4လီယိုနယ်မက်ဆီလီယိုမက်ဆိုင်နှင့်ခရစ္စတီယာနိုရိုနယ်ဒိုခရစ္စတီယာနိုရိုနယ်ဒိုခေတ်ပြိုင်တန်နာရီ2ဦးဟုတ်ပြီဒီ2ယောက်ကိုတွဲထည့်လိုက်တယ်။ဘာလို့လဲဆိုတော့သူတို့2ယောက်မရှိရင်မင်းတို့ဒီစရင်ကိုလုံးဝကျဉ်တတ်မှာမဟုတ်ဘူး။မက်ဆီနဲ့ရောင်ဒိုဟာ15နှစ်ကျော်ကြာဘောလုံးကိုလွှမ်းမိုးခဲ့သူတွေပါ။မက်ဆီခြေထောက်ထဲမှာတန်လိုက်ရှိတဲ့လူတဘာဝကျတဲ့ထိန်းချုပ်မှုမြင်နိုင်စွမ်းပါဝါကြီးတဲ့ဘယ်ခြေထောက်ကန်ချက်ဘောလုံးသမိုင်းမှာစုအများဆုံးရရှိသူဘောလုံးလောကရဲ့စုတော်တော်များများကိုရထားသူ2022ကမ္ဘာဖလားနဲ့အာဂျင်တီးနားအတွက်ကြီးမားတဲ့အောင်ပွဲဘောလန်ဒိုရှစ်တင်ရရှိထားသူကမ္ဘာအကောင်းဆုံးစုပေါ့ရိုနယ်ဒိုစိတ်ဓာတ်နဲ့ရုပ်ပိုင်းဆိုင်ရာပြည့်စုံမှုရဲ့ပုံသက်တွေဘလောက်ပဲခက်ခဲပါစေပိုကောင်းအောင်လုပ်ဖို့အမြဲကြိုးစားတယ်ဂိုးပေါက်နှုန်းစံချိန်တမိုင်းတစ်လျှောက်တရားဝင်အများဆုံးဂိုးပေါက်သူအမျိုးသားကလပ်ချန်ပီယံစ်လိဂ်အားလုံးမတူညီတဲ့လိဂ်3ခုမှာအောင်မြင်မှုအင်္ဂလန်စပိန်အီတလီချန်ပီယံစ်လိဂ်တမိုင်းမှာဂိုးအများဆုံးပေါက်သူပါဝမ်ဒေါ်9ကြိမ်ရရှိထားသူမက်ဆီကတဘာဝညံရည်မြင့်သူရိုနယ်ဒိုကစူးစမ်းအထောက်မှုရဲ့ရုပ်တုဘသူကပိုကောင်းလဲဒါကညင်းနေစရာကောင်းတဲ့မေးခွန်းပဲမင်းတို့ရဲ့ရွေးချယ်မှုကဘသူလဲခါမတ်မှာရေးခဲ့နော်ငါယိုဟန်ခရောက်ဂျွန်ခရစ်ခေတ်သစ်ဘောလုံးရဲ့ပိတုကပညာရှင်အခုလူကဂိုးအများကြီးမပေါက်ခဲ့ပေမဲ့ဘောလုံးကိုသူထပ်ပိုပြီးလွှမ်းမိုးနိုင်သူရှိမယ်မထင်ဘူးနယ်သာလန်ကဂျွန်ခရိုက်ထူးခြားချက် Total Football စူးစီးဘောလုံးစနစ်ရဲ့နှလုံးသားနဲ့အုံနောက်ကစားသမားတွေနေရာလဲကစားတဲ့လှပတဲ့ဘောလုံးကိုစတင်ခဲ့သူ Cruyff turn ကဘာကျော်လှည့်ကွက်ဒီနေ့ထိတင်နေရစေကစားသမားအနေနဲ့ဘောလန်ဒို3ကြိမ်ရရှိမန်နေဂျာလို့လည်းအထူးသဖြင့်ဘာစီလိုနာမှာအောင်မြင်ခဲ့ပြီးသူ့အယူဆတွေကဒီနေ့ထိလွှမ်းမိုးနေစေထက်ခက်ကရဲ့အခြေခံအတန်ခရိုမရှိရင်ဒီနေ့မင်းတို့ကြိုက်တဲ့ဘာစီလိုနာမန်ချက်စတာစီးတီးတို့ရဲ့ကစားဟန်တွေလုံးဝကွဲပြားနေမှာပါဒါဆိုရင်ဘောလုံးသမိုင်းတစ်လျှောက်အကောင်းဆုံးလို့ကျွန်တော်ယူဆတဲ့သမား9ယောက်ပါပဲမင်းတို့ရောဘသူတွေကိုထည့်ချင်လဲ Zidane, Zico, Ronaldo Nazario, Beckenbauer. ဒါမှမဟုတ်မင်းတို့အမြင်မှာဒီစရင်ကမှန်တယ်လို့ထင်လားခါမတ်မှာရေးခဲ့ပါညင်းရမယ့်အရာတွေဒီစရင်မှာအများကြီးပဲ Like shut လုပ်ဖို့မမေ့နဲ့ ဒီလိုဘောလုံးအကြောင်းဗီဒီယိုတွေထပ်ကြည့်ချင်ရင် subscribe လုပ်ခဲ့ပါနောက်တစ်ခေါက်တွေ့မယ်ဘောလုံးကို